သူ့တန်ဟောင်းတွေကအိမ်ရှင်မဒီဆက်လန်းကတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကမြမပြည်အထက်ပိုင်းကမြို့ငယ်လေးတစ်မြို့မှာတကယ်ဖြစ်ပျက်ခဲ့တာပါအဲ့ဒီမြို့ရဲ့အစွန်မှာနှစ်ပေါင်းရာကြီးတက်တန်းရှိတဲ့သူ့တန်ဟောင်းကြီးတစ်ခုရှိတယ်အဲ့ဒီသူ့တန်မှာလူသိပ်မမြုပ်နှံကြတော့ပဲခြုံရွယ်ပေပေါင်းတွေနဲ့အုတ်ဂူပြတ်တွေနဲ့ပြည့်နေတာပေါ့ဒါပေမဲ့မြို့ပါစီမံကိန်းအရာအဲ့ဒီသူ့တန်ဟောင်းကြီးကိုဖျက်ပြီးလမ်းမကြီးဖောက်ဖို့ဆုံးဖြတ်လိုက်ကြတယ်ရွာသားတွေကတော့ဒီနေရာကအစိမ်းနေရာဗျာမဖြစ်ပါနဲ့လို့တားကြပေမဲ့အလုတ်သမားတွေကတော့ဂယုမဆိုင်ပဲအုတ်ဂူတွေကိုဘူဒိုဇာနဲ့ထိုးဖျက်ခဲ့ကြတယ်အဲ့ဒီအလုတ်သမားတွေထဲမှာမောင်အေးဆိုတဲ့လူငယ်တစ်ယောက်လည်းပါပါတယ်မောင်အေးကမြို့ကလာတာဆိုတော့ဒီလိုအယူအဆတွေကိုမယုံကြည်ဘူးဒါပေမဲ့အုတ်ဂူတွေကိုဖျက်တဲ့နေ့မှာပဲထူးဆန်းတဲ့အပုပ်နှံတစ်ခုကတနယ်လုံးကိုလွှမ်းသွားခဲ့တယ်အဲ့ဒါဟာမကျွတ်မလွတ်သေးတဲ့ဝိညာဉ်တွေရဲ့หนีတန်းပဲပေါ့လမ်းဖောက်တဲ့အလုတ်သမားတွေကသူ့တန်နားမှာပဲတဲထိုးပြီးနေကြတာပါတညမှာတော့မောင်အေးတယောက်ထဲကင်းဆောင်နေတော့ရုတ်တရက်အသားဖြူဖြူစပင်ရှိရှိနဲ့မင်းကလေးတူသူ့ရှေ့ကိုရောက်လာတယ်သူမရဲ့ဝတ်စုံကရှေးကြတဲ့မြမဝတ်စုံအဖြူရောင်စစ်စစ်ပါအကိုညစ်နဲ့လာပြီဖိုက်မစားဘူးလားကျမတို့အိမ်မှာထမင်းချက်ထားတယ်လိုက်စားပါလားတဲ့သူမရဲ့အတန်ကအရန်ကိုတာယာလွန်းတော့မောင်အေးဟာပြူစားခံလိုက်ရတယ်လို့ပါပဲသူမနောက်ကိုလိုက်သွားခဲ့လေလမ်းတစ်လျှောက်မှာသူမကပြုံးပြုံးလေးနဲ့စကားတွေပြောတယ်ဒါပေမဲ့သူမလောက်တဲ့လမ်းမှာခြေတာလည်းမကြားစလို့မြေကြီးပေါ်မှာလည်းခြေရမထင်ဘူးဆိုတာကိုမောင်အေးသတိမထားမိဟဲ့ဘူးသူခေါ်သွားတဲ့နေရာကခြံဝင်းလေးထဲကတစ်တားအိမ်လေးကလုံးမှာအိမ်ထဲမှာစီမီးရောင်မိန်မိန်လေးနဲ့ထမင်းဝိုင်းတစ်ခုပြင်ထားတယ်အကိုစားပါအောင်ဒါကျမကိုယ်တိုင်ချက်ထားခဲ့ဟင်းတွေပါဆိုပြီးသူမကကြွေးမွေးတယ်မောင်အေးဟာအရသာရှိလာတဲ့ဟင်းတွေကိုအငန်းညစားနေခဲ့တယ်ဒါပေမဲ့အပြင်မှာတော့မောင်အေးပျောက်ဆုံးနေလို့အလုတ်သမားတွေဝိုင်းရှာနေကြတာပါသူတို့ဒန်းမီတွေနဲ့လိုက်ရှာတဲ့အခါတွေ့လိုက်ရတဲ့မြင်ကွင်းကတော့ထိတ်လန့်စရာပါပဲမောင်အေးဟာလူတူကီးမဲ့တဲ့သူ့တန်ဟောင်းကြီးထဲကအုတ်ကူကက်ကြီးပေါ်မှာထိုင်နေတာပါသူ့ရဲ့လက်ထဲမှာတော့ဟင်းတွေအစားတိရွက်ချောက်တွေရွှေနွံတွေနဲ့တဲသူရဲ့အယိုးစွပ်တွေကိုစုပ်ကင်ပြီးစားနေခဲ့တာချစ်ပါတယ်အလုတ်သမားတွေကမောင်အေးကိုဆွဲခေါ်ပြီးမျက်နာကိုရေနဲ့ပတ်လိုက်တဲ့အခါမှာတော့သူမြင်နေရတဲ့လှပတဲ့အိမ်ကြီးဟာပျောက်ကွယ်သွားပြီးအမှောင်ထူးနဲ့အုတ်ကူပြက်ကြီးပဲကြံရစ်ပါတော့တယ်မောင်အေးဟာသူ့ပါဇက်ထဲကတိတ်ရွက်တွေကိုပြန်ထွေးထုတ်ပြီးချောင်းလန့်တကြားအော်ဟစ်ချဲတယ်ဟိုမင်းကလေးကလို့သူကမေးတဲ့အခါအလုသမားခေါင်းဆောင်ကသူထိုင်နေတဲ့အုတ်ကူပေါ်ကဓာတ်ပုံကိုပြလိုက်တယ်အဲ့ဒီဓာတ်ပုံထဲကမင်းကလေးဟာမောင်အေးကိုထမင်းကျွေးခဲ့တဲ့မင်းကလေးပါပဲသူမဟာလွန်ခဲ့တဲ့နှစ်ပေါင်း40ကတည်းကဒီနေရာမှာမြုပ်နှံထားတဲ့အင်ရှင်မကူဖြစ်နေခဲ့တာပါသူမရဲ့ကူကိုဘူဒိုဇာနဲ့တိုက်မိတဲ့အတွက်သူမကမောင်အေးကိုပညာပေးလိုက်တာပဲဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့မောင်အေးဟာဖျားနေပြီးသတိမိတ်နေခဲ့တာတပတ်လောက်ကြာခဲ့တယ်နောက်ဆုံးမှာတော့ရွာကဆရာတော်ကြီးကိုပြင်ပြီးအဲ့ဒီသူ့တန်မှာအမျှဝေစွမ်းကြွေးပြုလုပ်ခဲ့ရပါတယ်လမ်းဖောက်တဲ့လူတွေလည်းအောက်ကူတွေကိုမဖြတ်တော့ပဲလမ်းကိုအနှဲငယ်ကွေးဖောက်ခဲ့ကြရပါတယ်ဒီနေ့အထိလဲအဲ့ဒီလမ်းမကြီးပေါ်မှာညဘက်တယောက်ထဲဖြတ်သွားရင်လှပတဲ့အိမ်ရှင်မတူကထမင်းဖိတ်ကျွေးတဲ့လို့ပြောစမှတ်ပြုကြပါတယ်ဒါကတော့မြင်အပ်မမြင်အပ်တဲ့ဝိညာဉ်လောကကိုမစော်ကားတင်ဘူးဆိုရဲသင်ခန်းစာတစ်ခုပါနောက်ထပ်ဇလန်းအသစ်တွေနဲ့စိတ်ဝင်စားစရာတွေနဲ့ပြန်လည်ဆုံတွေ့ကြရအောင်နော်